တစ်ပင်လေးရဲ့သင်ခန်းစာတခါတုန်းကရွာလေးတစ်ရွာမှာမောင်လင်းဆိုတဲ့ကလေးလေးတစ်ယောက်ရှိတယ်။သူကကစားရတာကိုကြိုက်ပြီးတဘာဝပတ်ဝန်းကျင်ကိုတော့တိတ်ကယူမဆိုင်ဘူး။တနေ့မှာသူကပန်းချံထဲကတစ်ပင်လေးတစ်ပင်ကိုမြင်တယ်။တစ်ပင်လေးကတရွက်စိမ့်စိမ့်လေးတွေနဲ့လှလှပပရပ်နေတယ်။မောင်လင်းကတရွက်လေးတွေကိုဆွဲချိုးလိုက်တယ်။အဲ့ဒီချိန်မှာတစ်ပင်လေးကမောင်လင်းကိုပြောလိုက်တယ်။မောင်လင်းရေငါတိလက်တွေကလေကိုတန့်စင်မိတယ်မင်းရှုနေတဲ့လေတန့်လေးတွေကိုပေးနေတာပါမင်းကငါ့ကိုချိုးလိုက်ရင်မင်းလဲလေတန့်မရတော့ဘူးနော်မောင်လင်းအားသင့်သွားတယ်ဟေးတစ်ပင်တွေကလေတန့်ပေးတာလားတစ်ပင်လေးကပြန်ပြောတယ်ဟုတ်ပါတယ်ငါတို့ကအောက်ဆီဂျင်ဆိုတဲ့လေတန့်ကိုထုတ်ပေးတယ်လူတွေနဲ့တိရစ္ဆာန်တွေအသက်ရှူနိုင်ဖို့အရေးကြီးတယ်မောင်လင်းကတစ်ရွက်ချိုးခဲ့တာကိုနောင်တရတယ်တောင်းပန်ပါတယ်တစ်ပင်လေးရေနောက်တစ်ခါမချိုးတော့ဘူးအစားတစ်ပင်တွေထပ်ဆိုင်မယ်အဲ့ဒီနေ့ကစားပြီးမောင်လင်းကတစ်ပင်စိုက်ပျိုးဖို့စိတ်ဝင်စားလာတယ်တငယ်ချင်းတွေကိုလည်းတဘာဝကိုကာကွယ်ဖို့ပြောပြတယ်